Manly PDF ဖွဲ့တွေဘလောက်တောင်းခံနိုင်မလဲခင်ဗျာမေးကြည့်လိုက်ကြည့်ထားလိုက်မိုးကုန်းနဲ့မိုးမိတ်ရဲ့တမိုင်းကိုဘယ်သူတွေရေးမလဲဆိုတော့ခင်ဗျာကြည့်လိုက်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ channel မှာကြိုဆိုပါတယ်နေ့စဉ်နိုင်ငံရေးစစ်ရေးသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်လို့ like and subscribe လေးလုပ်ပေးထားဖို့တောင်းဆိုပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာဘယ်သူရေးမလဲဆိုတော့ခင်ဗျာကြည့်လိုက်ဘလောက်ခံနိုင်မှာမလို့လဲခင်ဗျာဒီ TNL တော့မှတက်မတော်ရဲ့ထိုးစစ်ကိုမခံနိုင်လို့ခင်ဗျာလေမျိုးနှမျိုးကနေသူဆုတ်ခွာပြီးမှဖြစ်တာလေလက်ရှိခင်ဗျာနောင်ချိုးတို့တောင်ခမ်းတို့တိုက်ပွဲမှာဆိုရင်ပလောင်လမ်းနက်ကိုင်ဖွဲ့တွေအတူမိုင်းလေး PDF ဖွဲ့တွေဝင်းတိုက်ပေးတာဒါတော့ခင်ဗျာရအောင်ထိလေတက်မတော်ထိုးစစ်ကိုတောင်ခမ်းနေစလာတဲ့ထိုးစစ်ကိုခင်ဗျာရအောင်ထိအဲ့ဒီတိုက်ပွဲမှာပလောင်လမ်းနက်ကိုင်တစ်ဖွဲ့တွေတိုက်ခဲ့တာမဟုတ်ဘူးထိုးစစ်ကိုသူတို့ရဲ့ထိုးစစ်ကပလောင်လမ်းနက်ကိုင်တစ်ဖွဲ့တွေထိုးစစ်စခဲ့တာမဟုတ်ဘူးတက်မတော်ရဲ့စခန်းတွေကိုမိုင်းလေး PDF ဖွဲ့ပါတယ်တက်မတော်ကဒီတောင်ခမ်းဒုဒ္ဒဝတီဘေးနားနေပြီးတော့ကျွန်တော်တို့တကြောလုံးရှင်းလာတာကြောင်ပဲတိရောက်သွားတယ်အဲ့ဒီလမ်းကြောင်းတစ်ချောင်းမှာလည်းအလောင်းတွေမှာဆိုရင်ကျွန်တော် Manly PDF MDY ဘတ်လည်းပါတယ် TNL ဘတ်တွေလည်းပါတယ်အဲ့ဒီအလောင်းတွေများစွာရခဲ့တယ်ရှင်းရှင်းလေးပဲဒီရှမ်းပြည်နယ်မြောက်ပိုင်းဗျာခင်ဗျာတောင်ခမ်းနောင်ချိုကြောင်မဲတီဘောလမ်းကြောင်းတစ်ကြောင်းလုံးမှာတပ်မတော်ရဲ့ထိုးစစ်ကိုခံလာတာခင်ဗျာပလောင်လမ်းနက်ကိုင်တစ်ဖွဲ့တည်းမဟုတ်ဘူးအကြမ်းဖက် Manly PDF ဖွဲ့ပါပါတယ်သူတို့တောင်းလျှောက်ပြို့တာပဲလေအဲ့တော့ခင်ဗျာတပ်မတော်ရဲ့ထိုးစစ်ကိုသူတို့ဘယ်လိုခံမလဲခင်ဗျာသူတို့ရဲ့ခေါင်းကိုင်ဖခင်ကြီးတော့မှသူတို့ရကင်းယာယီထိချုပ်ခဲ့တဲ့နေမြေတော်သူတို့ကြမ်းကြမ်းမခံနိုင်တာကိုဒီခင်ဗျာ Manly PDF ဖွဲ့ကကျွန်တော်တို့ရအောင်ခံနိုင်မယ်ဆိုရင်ခင်ဗျာဟာတာပဲခင်ဗျာလေဟာတာပဲကျွန်တော်တို့တိတ်ရှိနေတာဒီကောင်လေးရလေခင်ဗျာချလေဘာဖြစ်လဲမဟုတ်ဘူးနဲ့ခင်ဗျာတက်မတော်ကခင်ဗျာလာလိုက်မယ်ဆက်ပြီးထိုးလိုက်မယ်ခင်ဗျာမကြခင်ထိုးလိုက်မယ်အဲ့တော့ကျွန်တော်မေးချင်တာကခင်ဗျာတို့ဒီမိုးကုတ်ကိုတက်ဖို့လမ်းကြောင်းတစ်ကြောင်းရှိတယ်အားလုံးသိတာထင်ရှားတဲ့နေရာတပိတ်ချင်းကနေလက်ရှိတက်မတော်စစ်ကြောင်းတွေတက်နေတယ်နောက်ကျောင်းအမှတိုက်ပွဲတွေပြင်းထန်နေတယ်တစ်ဘက်ကကျွန်တော်တို့နောင်ချိုကနေပြီးတော့နောင်ချိုကနေကျွန်တော်ဆက်တက်နေတယ်နောင်ချိုမိုးကုတ်လမ်းမိုင်ဆက်တက်နေတယ်နောက်တစ်ဘက်ကကျွန်တော်ကြောင်မဲမိုးကုတ်လမ်းမိုင်ဆက်တက်နေတယ်အဲ့တက်မတော်ထိုးစစ်ကိုခင်ဗျာဘယ်လိုခံထားမလဲခင်ဗျာစစ်မျက်နှာပြင်အများကြီးခင်ဗျာဘယ်လိုဖွင့်မလဲဘယ်လိုတိုက်မလဲအဲ့တက်မတော်ထိုးစစ်ကိုခင်ဗျာဘယ်လိုခံထားမလဲခင်ဗျာလက်နက်ခင်ဗျာတို့ကကြင်ဖြစ်ခင်ဗျာဘာနဲ့ပြစ်မလဲခင်ဗျာတို့ပစ္စည်းခင်ဗျာတို့ချုပ်ပြမှာရဘာမှပြစ်စရာတော့မရှိဘူးဘာမှပြစ်စရာမရှိဘူးခင်ဗျာဒီပလောင်လက်နက်ကိုင်ဖွင့်တော့ကြင်မရှိလို့ခင်ဗျာလည်းမအတောင်းရုံးမယ်လေဘာနဲ့ပြစ်မလဲရှင်းပြောမယ်ခင်ဗျာစစ်တိုက်တာခွက်ခောက်ပြီးစစ်တိုက်လို့မရဘူးဒီလားဖေးခေါ်ပြီးစစ်တိုက်လို့မရဘူးလက်ရှိခင်ဗျာတက်မလို့ထိုးစစ်စနေပြီလာလိုက်မယ်ခင်ဗျာတို့ဘယ်လောက်ထိတော့ကြုံမလဲဆိုတော့ခင်ဗျာဆက်ကြည့်မယ်ခင်ဗျာတို့စကားခင်ဗျာတို့တီမလားမပြေးကြည့်တော့တက်မလို့ကမိုးမိတ်နဲ့မိုးကုတ်ကိုထိုးစစ်ဆင်တဲ့အခါမှာခင်ဗျာတို့မပြေးကြည့်တော့အသေးခံပြီးချနော်ခင်ဗျာတို့ရဲ့ထုတ်ပြန်ကြမှာပါလေဆိုကျွန်တော်တို့အသေးခံပြီးတိုက်မယ်နော်ဟောဖို့ကြည့်ရသေးတာပေါ့ဘယ်ကောင်ပြေးလဲဆိုတော့ခင်ဗျာကြည့်ရသေးတာပေါ့ခင်ဗျာတို့ပြောခဲ့တာကျွန်တော်တို့အသေးခံပြီးတိုက်မယ်ကြည့်ရသေးတာပေါ့ဗျာအသေးခံပြီးတိုက်မလားခင်ဗျာတို့ပြေးကြမလားဆိုတာအဝေးမပြောပါဘူးလက်ရှိမရီယာမှာကျွန်တော်တို့ဒီလေချောင်းရံတက်နေတက်မလို့ကဆုံးရှုံးခဲ့တဲ့လေချောင်းရံတက်တဲ့နေရာရှိတယ်နောက်တစ်ခုကကျွန်တော်တို့မရီယာဆယ်တော်ကြီးတနေရာရှိတယ်နှစ်နေရာဒီမရီယာဘက်မှာဆိုတက်မလို့ကထိုးစစ်ဆင်မှုနေရာနှစ်နေရာပဲကျန်တော့တယ်အဲ့ဒီနေရာရသွားပြီဆိုရင်ဒီမရီယာကွန်ကရှင်းသွားပြီလို့ပြောလို့ရတယ်လက်ရှိဒီဆယ်တော်ကြီးနဲ့အချက်ချာတဲ့ဆယ်တော်ကြီးနဲ့ကျွန်တော်တို့ရခိုင်လေချောင်းရံတက်နေရာကိုတက်မလို့ကမရီယာဘက်ကလည်းလက်ရှိစစ်ကြောင်းတွေထိုးနေတယ်နောက်တစ်ခါလည်းကျွန်တော်နောင်ချိုဘက်ကနေလည်းစစ်ကြောင်းတွေထိုးနေတယ်ခင်ဗျားတို့ရှိနေတဲ့နေရာကတက်မလို့လက်နက်ကြီးတကန်းပဲခင်ဗျာအဲ့လိုခင်ဗျာလက်နက်ကြီးခင်ဗျာနှစ်ကုန်းထိုင်ပြီးပြစ်ကြည့်ပါလားခင်ဗျာဘယ်ပြေးမလဲလာလိမ့်မယ်ခင်ဗျားတို့တိတ်ပြီးတော့ခင်ဗျားတို့ဘယ်လောက်အာချောင်းနိုင်ပါလဲဗျာရှင်းပြခင်ဗျားဘယ်လောက်အာချောင်းနိုင်ပါလဲခင်ဗျားတို့အာချောင်းခဲ့တာအခုမှမဟုတ်ဘူးတိတ်ပြီးတော့ရင်ခုန်ကြမကောင်းခင်ဗျားတို့အာချောင်းခဲ့တာပါလဲလမ်းများအားလုံးနေပြီးတော့တို့ဟာလားလမ်းများအားလုံးနေပြီးတော့တို့ဘာလဲ2020အပီးတို့2023အပီးတို့2024အပီးတို့2025အပီးတို့ဟုတ်လာလိုက်မယ်2026အပီးတို့လာလိုက်မယ်ဆက်ပြီးလာအောင်မယ်ခင်ဗျားတို့ရှက်လည်းမရှက်အောင်ခင်ဗျားတို့စကားတွေဘယ်တော့မှမှန်ခဲ့ဘူးလို့လေကဲမေးသားမအခုလည်းပါကျွန်တော်တို့ကတလက်မမခွာဘူးတဲ့အသေးခံပြီးချမယ်ရတယ်ကြိုက်တယ်အသေးခံပြီးချတော့ကြိုက်တာလာခဲ့လေခင်ဗျားကလည်းဆက်လာလိုက်ခင်ဗျားတို့စကားနော်အသေးခံပြီးချမယ်ဆိုမပြေးချင်းခင်ဗျားဗျာတက်မတော်ဆိုတာကတမိုင်းကိုပြန်ကြည့်စကားမှပဲလမ်းဆုံးမနေနဲ့တမိုင်းမှာရန်ကုန်အစိုးရလောက်ဖြစ်ခဲ့ဘူးတဲ့ရန်ကုန်အစိုးရလက်ရှိခင်ဗျာအင်းစိတ်တိုက်ပွဲဆိုတာခင်ဗျာအဲ့အင်းစိတ်တိုက်ပွဲဆိုတာတကယ်ခင်ဗျာတကယ်ကဘာကျော်တိုက်ပွဲပဲအဲ့ဒီကနေစခဲ့တာခင်ဗျာမြန်မာနိုင်ငံတကွမ်းလုံးငြိမ်ဝှက်ပြီးပြားသွားတာပဲအခုကခင်ဗျားတို့ပြောတဲ့ဟလာဟိုလမ်းများအားလုံးနေပြီးတော့သူမပြောနဲ့ခင်ဗျားတို့ကြွေးကြော်ခဲ့တဲ့တောင်ခမ်းဧရိယာနေတော့ခင်ဗျားတို့ဟိုဘက်ကြောင်မဲပဲရောက်သွားပြီ
ဘယ်လိုလုပ်ကြအောင်လဲခင်ဗျားဘယ်လိုလုပ်ကြအောင်လဲပြောတတ်မှာခင်ဗျားတိတ်စိတ်ကူးနေတာပဲဗမာရတိတ်စိတ်ကူးနေတာဗမာပြည်ရတိတ်ကိုစိတ်ကူးနေတာတိတ်ကိုစိတ်ကူးကြအဲ့တော့ကျွန်တော်ပြောချင်တာခင်ဗျားတို့ဟာမသေးချင်ဘူးမိသားစုနဲ့ကောင်းကောင်းမွန်မွန်နေချင်နေဆိုရင်ခင်ဗျားလက်နဲ့ချလက်ရှိလည်းခင်ဗျာအချို့သော PDF ဖွဲ့တွေကသူတို့ရဲ့အဖွဲ့ကနေပြီးတော့အုပ်လိုက်ထွက်ပြေးပြီးတော့တပ်မတော်နဲ့အလင်းဝင်တယ်ဒီနောက်ပိုင်းမှာဒီ PDF လက်နက်ကိုင်အဖွဲ့တွေကဘာဖြစ်သွားမလဲဆိုရင်တဖြည်းဖြည်းတော့ပြိုကွဲသွားမှာလက်ရှိဒီ PDF ဖွဲ့တွေကလည်းသူကိုလွတ်တွေရုံလာကြပြီသူတို့ဖွဲ့ထဲမှာကျွန်တော်တို့လက်နက်ခဲယမ်းမရှိတာတွေအထောက်မညီညွတ်မှုတွေစာသဖြင့်ဗျာခင်ဗျာသူတို့ကလည်းခင်ဗျာလေဒီစနစ်ကြောင့်ဖွဲ့စည်းခဲ့တာမဟုတ်ဘူးဟိုကဂွေးသေးတဲ့ကောင်က PDF ခေါင်းဆောင်လုံးလုံးနေတာဟိုကဂွေးသေးတဲ့ကောင်ကခင်ဗျာဖယ်ရွယ်အရေးအော်နေတာဘာလဲဖယ်ရွယ်ကြီးကဘာလဲမေးကြည့်တယ်မှာထန်တက်တဲ့ကောင်ကဒီမိုစီအရေးပြည်သူလုံးမြောက်ရေးအော်တာခင်ဗျားတို့သူများစကားတွေလမ်းဆုံးတယ်ခင်ဗျားတို့တေချာသိလားခင်ဗျားတို့အဲ့တမိုင်းနဲ့ပတ်သက်တဲ့စာအုပ်ခင်ဗျာဘယ်နှအုပ်ဖတ်ယူပါလဲအဝေးမမေးပါဘူးဗျာခင်ဗျာဖာစာပလာနဲ့ပတ်သက်တဲ့အကြောင်းအရာပဲခင်ဗျာသိအောင်ရေးလုပ်ပါအောင်အဝေးပြောမနေဘူးဖာစာပလာနဲ့ပတ်သက်တဲ့သူတွေနောက်ဆုံးဗျာခင်ဗျာလွတ်လပ်ရေးယူခဲ့မှာဘယ်သူတွေပါခဲ့လဲခင်ဗျာအဲ့လောက်လေးတော့သိအောင်လုပ်ခင်ဗျားတို့ကဒီမိုစီရေးတို့ဖယ်ရွယ်ရေးတို့ပြီးလူခွင့်ရေးတို့လို့ပါလူခွင့်ကြီးညာစားမှာအချက်ဘလောက်ရှိလဲခင်ဗျာသိလားလမ်းတိတ်ဆုံးတာပဲဗမာတွေတိတ်ပြီးတော့ခင်ဗျာဖိန်ကောင်းကျဲတာပဲဖိန်ကောင်းကျဲတဲ့ကောင်တော့ခင်ဗျာခံရမှာပဲပူမနေနဲ့လက်ရှိခင်ဗျာတက်မလို့စစ်ကြောင်းတွေကတော့ဒီမရီယာနေမှာဆိုရင်ဆယ်တော်ကြီးရဲ့လေကြောင်းရဲ့တက်ကိုပြန်ရဖို့အတွက်တက်မလို့လက်ရှိစစ်ကြောင်းထိုးနေတယ်မရီယာဘက်ကနေလည်းထိုးနေတယ်နောက်ချိုဘက်ကလည်းထိုးနေတယ်ပြီးရင်ကျွန်တော်မိုးကုတ်ဘက်ကလည်းဆက်တက်နေတယ်လာလိုက်မယ်ရှင်းပါတယ်ခင်ဗျာကြီးကတမိုင်းမှာတက်မတော်မယူနိုင်ခဲ့တဲ့တိုက်ပြီးမယူနိုင်ခဲ့တဲ့နေရာတနေရာမှမရှိဘူးလာလိုက်မယ်အော်ပါအောင်ဗျာခင်ဗျာကျွန်တော်မေးချင်တာရီမုန်းတို့ပါတော့လိုင်းများအားလုံးနေပြီးတော့တို့ပြီးရင်နေမျိုးစင်អော်ခဲ့တယ်ဗာလဲနေပြီးတော့နဲ့မိုင်းတရားခန့်အကွာအခုတော့ခင်ဗျာခွေးပြေးနေရပြီဟိုနေ့ကကျွန်တော်တို့အမှ PNO Media နေပြီးတော့တွားရိုက်တာလေအမှနေမျိုးစင်နေခဲ့နေတာတွားရိုက်တာလေခင်ဗျာဆေးတို့အပ်တယ်ရောမွေးစွာချက်တဲ့နေရာရောနေမျိုးစင်တော့ခွေးပြေးထိုင်းမြန်မာနေစက်ပဲရောက်နေပြီဒုက္ခတဲ့စကန်မှာ तू အပြင်မှာထီးမနေရဲလို့စစ်ဆောင်စကန်မှာ तू တွားနေရတယ်ဘာကြောင့်ဆိုစစ်ဆောင်စကန်ကြောင့်တက်မလို့ဘုံမကျဲဘူးလေအများပြည်သူနဲ့ရောမှာဆိုလို့အများပြည်သူထိမှာဆိုလို့ဒီကောင်တွေတက်ရှိရင်မှာထီးခင်ဗျနေကြည့်ပါလားတောင်ကုန်းပေါ်မှာနေကြည့်ပါလားမနေရုံနေမျိုးစင်တော့ခင်ဗျပြေးနေရပြီဒီကနေ့ဆိုကျွန်တော်နောက်ဆုံးသိရတာမှာအဲ့မှာဒီပလောင်အဖွဲ့တွေနဲ့မန်လေး PDF အဖွဲ့တွေအချင်းချင်းပြစ်နေကြတယ်ပြစ်တာကဒီမန်လေး PDF အဖွဲ့ရဲ့ခေါင်းဆောင်ကိုပလောင်အဖွဲ့ကဖမ်းပလိုက်တော့အဲ့မှာသူတို့ခေါင်းဆောင်ထုတ်ပေးမှလားထုတ်မပေးဘူးလားဆိုပြီးတော့ပြစ်နေကြတယ်လက်ရှိဒီ KIA အဖွဲ့တွေကတော့ဒီမိုးကုတ်ဘက်ကိုဆက်ဆင်းလာတယ် KIA အဖွဲ့တွေမိုးကုတ်ဘက်ကိုဆက်ဆင်းလာပြီးတော့မန်လေး PDF အဖွဲ့တွေနဲ့ဒီ KIA အဖွဲ့တွေပူးပေါင်းပြီးတော့မိုးကုတ်မြို့ကနေသူတို့ခုခံမယ်ပေါ့ဗျာလက်ရှိတော့ကျွန်တော် KIA အဖွဲ့တွေဆက်ဆင်းလာတယ်ကျွန်တော်သိရတယ်ဆက်ကြည့်တာပေါ့ဗျာခင်ဗျားကလည်းလက်ရှိမြန်မာနိုင်ငံရဲ့မြေပုံကတက်မတော်ရယူခဲ့တဲ့မြေပုံအဲ့အောင်လာပြီးခင်ဗျားတို့ကကိတ်မှုလီးသလိုဒါကကျွန်တော်ဂျိမ်းဖောပြည်နယ်လုံးမှာတို့ဒါကပလောင်ပြည်နယ်လုံးမှာတို့ဒါကဝတ်ပြည်နယ်လုံးမှာတို့ဒါကအာရခနိုင်ငံလုံးမှာခင်ဗျားစိတ်ကူးရင်တာပဲခင်ဗျားတို့ဒီမြန်မာနိုင်ငံမြေပုံရေးဆွဲခဲ့တာမြန်မာတက်မတော်ရေးဆွဲခဲ့တာတမိုင်းကိုပြန်ကြည့်လိုက်တော့ဗမာတွေတိတ်ဖင်ကောင်းမကျဲနဲ့ဗမာပြည်တွေတိတ်ဖင်ကောင်းမကျဲနဲ့အဲ့တော့မင်းတို့ကောင်းနေမင်းတို့ပြောသလိုပဲအသေးခံပြီးချငါတို့ကလည်းအလောင်းမလို့ချင်တာငါတို့ကလည်းအလောင်းမလို့ချင်တာဆက်ကြည့်တာပေါ့ဗျာအဲ့တော့အသေးမခံကျင်တဲ့ကောင်းနေအနေနဲ့အသေးမခံကျင်တဲ့ PDF ဖွဲ့တွေနဲ့လက်နက်နဲ့အလင်းဝင်မှာလူကိုယ်တိုင်အလင်းဝင်မှာတက်မတော်ကကြိုးစုံနေတယ်ခင်ဗျားတို့အတွက်အလုပ်ကိုင်းတွေဖန်တီးပေးထားတယ်နေစရာတွေဖန်တီးပေးထားတယ်အလင်းဝင်မှုဖိတ်ခေါ်တယ်ကျွန်တော်တို့ကတော့ဗမာမျိုးရင်းတွေကျွန်တော်တို့မထိခိုက်စေချင်ဘူးဗမာမျိုးရင်းဆိုတဲ့နေရာမှာဒီဗမာမျိုးရင်းတွေပျက်စီးဖို့အတွက်ကျွန်တော်တို့လူဖွဲ့စည်းပျက်စီးဖို့အတွက်ဖြက်စီးနေတဲ့ပိုးမွားတွေတော့ကျွန်တော်တုတ်တင်ရမှာပဲဒီပိုးမွားတွေကျွန်တော်တို့မတုတ်တင်လို့မရဘူးပိုးမွားတွေမတုတ်တင်တော့ကျွန်တော်တို့ပတ်ဝန်းကျင်ညှဉ်းနှွမ်းနေလိမ့်မယ်အဲ့တော့ကျွန်တော်တို့နိုင်ငံကျွန်တော်တို့ဒေသကျွန်တော်တို့မြို့တွေကျွန်တော်တို့ရွာတွေကျွန်တော်တို့တည်ငြိမ်မှုတော့ကတော့ဒီပိုးမွားတွေကိုကျွန်တော်တုတ်တင်ရမှာပဲတုတ်တင်တဲ့အခါမှာလိုအပ်ရင်လိုအပ်သလိုတုတ်တင်လိမ့်မယ်လက်ရှိတက်မတော်ကတော့ကျွန်တော်တို့စင်ကူးဘက်မှာလေကြောင်းထိုးစစ်ကိုအကြီးအကျယ်ထိုးစစ်ဆင်နေပါတယ်များမကြမီကာလမှာကျွန်တော်တို့မိုးကုတ်မြို့မှာနိုင်ငံတော်အလံတက်မတော်လန်စပြီးလွှင့်ပါလိမ့်မယ်နောက်ဆုံးသေးကိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့အာဆီယံလက်ကျဥက္ကဋ္ဌဖြစ်တောင်းယူမဲ့ဖိလစ်ပိုင်နိုင်ငံကမြန်မာအစိုးရနဲ့ထိတွေ့ဆက်ဆံမှုတွေလုပ်မယ်လို့ပြောဆိုလိုက်တဲ့အခြေအနေပါအာဆီယံလက်ကျဥက္ကဋ္ဌဖြစ်လာမဲ့ဖိလစ်ပိုင်နိုင်ငံကမြန်မာအေမှာငြိမ်းချမ်းသောတာရှည်ခံသောအဖြေရှာရေးကိုဆက်ပြီးတော့တွန်းအားပေးမယ်လို့ဖိလစ်ပိုင်သမ္မတဖြစ်တဲ့Final Marcos Jr. ကပြောဆိုလိုက်ပါတယ်ဒီချိန်နဲ့ပတ်သက်ပြီးတော့ကမ္ဘာမီဒီယာတွေမှာလည်းရေးသားထားတယ်ပြီးရင်ကျွန်တော်ဒေတာတွင်းမီဒီယာတွေမှာလည်းရေးသားနေတာတွေ့ရပါတယ်Final Marcosပြောတာက
ပြည်တွင်းစစ်ဖြစ်နေတဲ့ကျွန်တော်တို့ရဲ့အိမ်နာချင်းမြန်မာနိုင်ငံကိုကြည့်ရတာကျွန်တော်တို့အတွက်နာကျင်စရာပါကျွန်တော်တို့သက်ဆိုင်သူအားလုံးနဲ့ထိတွေ့ဆက်ဆံမှုတွေဆက်လက်ပြုလုပ်မှာဖြစ်ပြီးမြန်မာရေးဖြည့်ရှင်းဖို့နီလန်သက်တွေရှာဖွေရပါမယ်တဲ့နောက်ထပ်ပြောတာကအဲ့မှာကျွန်တော်သတင်းနောက်တစ်ယောက်ကမေးတယ်လာမယ့်နှစ်မှာဖိလစ်ပိုင်နိုင်ငံကအာဆီယံလက်ကျတာဝန်ကြီးမှာမြန်မာနိုင်ငံရေးခေါင်းဆောင်တွေအာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်နိုင်ခြင်းရှိမရှိမေးမြန်းတဲ့အခါမှာမြန်မာခေါင်းဆောင်တွေအာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်တာကိုမြင်တွေ့ခြင်းပါလို့ပြောပါတယ်တနည်းအားဖြင့်ဒီဖိလစ်ပိုင်ကသူ့အနေနဲ့အာဆီယံအလက်ကျဥက္ကဋ္ဌတာဝန်တဲ့အခါမှာမြန်မာခေါင်းဆောင်တွေကိုအာဆီယံအလက်ကျအစည်းအဝေးတွေမှာတက်ရောက်ခွင့်ပေးမယ်လို့ပြောဆိုလိုက်တာဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့အာဆီယံအလက်ကျဥက္ကဋ္ဌဖြစ်လာမဲ့ဖိလစ်ပိုင်နိုင်ငံရဲ့ပြောဆိုမှုပါဒါကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်နောက်တဲ့အခြေအနေတစ်ခုကဒီအင်ဒိုနီးရှားနိုင်ငံကလည်းလာမယ့်မြန်မာနိုင်ငံမှာကျင်းပမယ့်2025ရွေးကောက်ပွဲကိုသူတို့နိုင်ငံအနေနဲ့စောင့်ကြည့်လေ့လာရေးအဖွဲ့တွေဆင်လွတ်သွားမယ်လို့ပြောဆိုတာတွေရှိတယ်နောက်တစ်ခါတော့ကျွန်တော်တို့တီမောနိုင်ငံပေါ့အရှေ့တီမောနိုင်ငံကလည်းဒီ2025ရွေးကောက်ပွဲမြန်မာနိုင်ငံမှာကျင်းပမယ့်2025ရွေးကောက်ပွဲကိုသူတို့အနေနဲ့စောင့်ကြည့်လေ့လာရေးအဖွဲ့တွေဆင်လွတ်မယ်အလားတူပါပဲကျွန်တော်အာဆီယံဒေသတွင်းနိုင်ငံတွေမှာရှိတဲ့မြန်မာနိုင်ငံရဲ့အိန္ဒိယနိုင်ငံတွေကလည်း2025ရွေးကောက်ပွဲကိုကျွန်တော်တို့စောင့်ကြည့်ဖို့အတွက်သူတို့ဒီဆင်လွတ်သွားမယ်လို့သိရပါတယ်ဒီအာဆီယံအဖွဲ့မှာကျွန်တော်နှစ်ဖွဲ့ရှိပါတယ်တစ်ဖွဲ့ကအမေရိကန်အုပ်စုဘက်ကိုယိမ်းတဲ့တစ်ဖွဲ့ရယ်ပြီးတော့ကျွန်တော်တရုတ်ဘက်ကိုယိမ်းတဲ့အဖွဲ့ရယ်နှစ်ဖွဲ့ရှိပါတယ်အဲ့ဒီနှစ်ဖွဲ့မှာကျွန်တော်တို့မတူညီတဲ့နိုင်ငံတွေပေါ့ဗျာမတူညီတဲ့နိုင်ငံတွေကလည်းဒီမြန်မာနိုင်ငံရဲ့2025ရွေးကောက်ပွဲကိုသူတို့စောင့်ကြည့်ဖို့ရှိတယ်ပြီးရင်ကျွန်တော်အခြားသောအင်အားကြီးကမ္ဘာအင်အားကြီးနိုင်ငံတွေဖြစ်တဲ့ရုရှားနိုင်ငံကလည်းလေးလာဆောင်ကြည့်အဖွဲ့တွေဆင်လို့မယ်ပြီးရင်ကျွန်တော်တရုတ်ဆင်လို့မယ်အိန္ဒိယဆင်လို့မယ်ပြီးရင်ကျွန်တော်ဘယ်လာရုအပါအဝင်အခြားသောနိုင်ငံပေါင်းများစွာကလည်းကျွန်တော်တို့ဒီ2025ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့စောင့်ကြည့်လေးလာရေးအဖွဲ့တွေဆင်လို့တော့မှာဖြစ်ပါတယ်ရွေးကောက်ပွဲတစ်ပွဲကျွန်တော်တို့အောင်မြင်စွာကျင်းပနိုင်မှုဆိုတာကလေးလာဆောင်ကြည့်အဖွဲ့တွေရဲ့အခမ်းကဏ္ဍကများစွာကြီးမားပါတယ်လက်ရှိလည်းဒီချိန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နိုင်ငံတော်ပြည်ကျွန်တော်ရွေးကောက်ပွဲကော်မရှင်ကလည်းနိုင်ငံတကာအဖွဲ့တွေကိုတရားဝင်ဖိတ်ခေါ်ထားလျက်ရှိပါတယ်အဲ့တော့တော်တော်လေးစိတ်ဝင်စားတဲ့ဖို့ကောင်းတာကကျွန်တော်တို့ရွေးကောက်ပွဲကြီးပြီးသွားရင်တော့မြန်မာနိုင်ငံရင်းကတကယ်ကိုကျွန်တော်တို့ဒါထိုးထောင်ပြီးတက်သွားမှာဖြစ်ပါတယ်ဒါကြောင့်ဒီအကြမ်းဖက်အုပ်စုတွေပြည်ပမှာရှိတဲ့အမောင်ပတ်ချက်မှရှိတဲ့အုပ်စုတွေကရွေးကောက်ပွဲမဖြစ်ဖို့အတွက်သူတို့ရတဲ့နေရာနေသူတို့တားဆီးနေတာဖြစ်ပါတယ်အဲ့တော့ဗျာခင်ဗျားတို့စဉ်းစားကြည့်လိုက်ပါ2021အခင်းချင်းနောက်ပိုင်းကနေပြီးတော့ယနေ့ထိဒီလက်နက်ကိုင်အဖွဲ့တွေနဲ့အပေါင်းပါတွေပြီးရင်ကျွန်တော်အရပ်ဘက်အဖွဲ့အစည်းအမိခံ2ယောက်တစ်ပိုင်းအဖွဲ့တွေကဟိုရေးဆိုးရင်ပါတယ်ဒီရေးဆိုးရင်ပါတယ်ဆိုပြီးတော့သူတို့ဒီလမ်းမျိုးစုံနဲ့ကန့်ကွက်ပါတယ်သူတို့ကန့်ကွက်မှုတွေဘယ်လောက်ထိအောင်မြင်နေသလဲသူတို့ကန့်ကွက်မှုတွေကဘယ်လောက်ထိအလုပ်ဖြစ်နေတယ်လဲခင်ဗျားတို့စဉ်းစားဖို့လိုပါတယ်အဲ့တော့တနည်းအားဖြင့်သူတို့ဖြစ်နေတာတွေကအဲတူပဲဖြစ်နေတာပါအဲတူပဲဖြစ်နေတာပါဗျာလေလိုင်းဘွားတွေလေလိုင်းဖြစ်နေကြတာသူတို့လေလိုင်းဘွားတွေလေလိုင်းဖြစ်နေကြတာလက်ရှိဒီ NUG အုပ်စုဆိုတာလဲတကယ်တော့သူတို့ internet ရှိနေလို့သူတို့အလုပ်လုပ်နေလို့ရပြောလို့ဆိုလို့ရနေရ internet မရှိရင်ခင်ဗျာသူတို့ယုံကဘယ်နာမှာလဲခင်ဗျာတို့မေးကြည့်ပါလား NUG အဖွဲ့တွေယုံကဘယ်နာရှိရလဲမေးကြည့်ပါလားဘယ်နာမှာရှိလဲထိုင်းမှာရှိလားမလေးရှားမှာရှိလားတရုတ်မှာရှိလားဘာမှရှိလဲဘာမှမရှိဘူးဘာမှမရှိဘူးသူတို့ဘယ်သူမှအတိမမပြုဘူးခင်ဗျာကြည့်လက်ရှိခင်ဗျာဒီနိုင်ငံတော်ရဲ့တန်ရုံးတွေခင်ဗျာလိုက်ကြည့်လိုက်နိုင်ငံထဲမှာရှိတယ်နိုင်ငံထဲမှာရှိတယ်ခင်ဗျာ NUG ရုံးတွေရှိလားဘာမှရှိလဲခင်ဗျာမေးကြည့်တာဘာမှရှိလဲ NUG ထောက်ခံတဲ့အဖွဲ့တွေကျွန်တော်မေးကြည့်တာကခင်ဗျားတို့အစိုးရပေါ့ခင်ဗျားတို့ရဲ့အစိုးရလေလိုင်းအစိုးရပေါ့ဗျာတကယ်ဟိုအရင်ခက်ကတော့ကျွန်တော်တို့ဒါအဝေးရောက်အစိုးရပေါ့အခုကတော့မဟုတ်လေလိုင်းအစိုးရမေးကြည့်တာခင်ဗျားလေလိုင်းအစိုးရရဲ့ရုံးတွေဘာမှရှိလဲထိုင်းမှာရှိလားမလေးရှားမှာရှိလားလာအိုမှာရှိလားဗီယက်နမ်မှာရှိလားကမ္ဘောဒီးယားမှာရှိလားအာဆီယံဒေသတွင်းနိုင်ငံတွေမှာဘယ်နိုင်ငံမှာရှိလဲ NUG ရုံးတွေအခြားသောကမ္ဘာနိုင်ငံမှာဘယ်နိုင်ငံရှိလဲကျွန်တော်မေးတာခင်ဗျားတို့လက်ခံဖို့လိုတယ်နော်လက်ခံဖို့လိုတယ်အဲ့တော့ဒီ2025ရွေးကောက်ပွဲကြီးပြီးသွားပြီဆိုရင်တော့မြန်မာအရေးကခင်ဗျာတိတာတဲ့အပြောင်းလဲတွေပြောင်းလဲသွားပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ဒါအကြမ်းဖက်အုပ်စုတွေကရှိနေလိမ့်မယ်တဖြည်းဖြည်းခင်ဗျာတုံးတင်နဲ့ကျွန်တော်ပပျောက်သွားလိမ့်မယ်ခင်ဗျာဒါတွေကဒီအချိန်တွေကခင်ဗျာအခုမှရှိခဲ့တာမဟုတ်ဘူးပြီးခဲ့တဲ့အလံဖြူအလံဒီခက်ကလည်းရှိခဲ့တာပဲအလံဖြူအလံဒီခက်ကလည်းခင်ဗျာအဲ့မှာရောဒေတာဆိုလည်းခင်ဗျာလည်းဒီလိုပဲခင်ဗျာတောင်းချမ်းတာပဲခင်ဗျာရေစကြိုးတို့မြေအရှိတို့ခင်ဗျာအဲ့ဒီမှာဟိုဘက်ကရှမ်းမလောင်တောင်းတန်းတို့အဲ့ဒီလိုပဲမြင်းချမ်းမှာမှလည်းထုံနီးတူပဲမြင်းချမ်းတောင်းတာထုံနီးတူပဲထုံနီးအဲ့ဒီလိုရှိခဲ့တာပဲခင်ဗျာတက်မလို့ရှင်းခဲ့တာပဲခင်ဗျာတလုံးမတုံရှင်းခဲ့တာပဲလက်စီလိုက်ဆက်ရှင်းလိုက်မယ်တစ်ဖက်ကနိုင်ငံရေးကိုသွားတယ်တစ်ဖက်ကစစ်ရေးကိုသွားတယ်တစ်ဖက်ကတန်တမန်ရေးကိုသွားတယ်လက်ကြီးဒီတက်မလို့ဟာခင်ဗျာလိုင်း3လိုင်းနဲ့သွားနေတာတစ်ဖက်ကခင်ဗျာနိုင်ငံရေးတန်တမန်ရေးတစ်ဖက်ကစစ်ရေးတစ်ဖက်ကရွေးကောက်ပွဲတောက်လျှောက်သွားနေတာတလုံးလာလိုက်မယ်ပြီးခင်ဗျားတို့တောက်လျှောက်ရှင်းလိုက်မယ်အဲ့တော့တခုတော့ကောင်းပါလေဗျာခင်ဗျာဒီအညာဒေသမှာပေါ့အညာဒေသမှာတော့ organic ဓာတ်မြေဩဇာတွေအများကြီးထွက်လာမယ်ပြီးရင်ကျွန်တော်တို့သခိုင်းမကွေးပေါ့ဗျာသခိုင်းမကွေး
စကိုင်းတိုင်းမကွေးတိုင်းမန္တလေးတိုင်းမှာတဘာဝဓာတ်မြေဩဇာတွေထွက်လာလိမ့်မယ်စိုက်ပျိုးရေးကောင်းတော့ဗောဗျာစိုက်ပျိုးရေးကောင်းတော့ဗောပြည်ပမီဒီယာကိုအနေနဲ့ကကျေးဇူးအားပေးတယ်မိတ်ဆွေများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါခင်ဗျာ